data encryption ဆိုတာသင်္ချာဆိုင်ရာနည်းလမ်းတစ်ခုကိုသုံးပြီးတော့ဖတ်လို့ရတဲ့ကျွန်တော်တို့အချက်အလက် plain text ကိုဖတ်လို့မရတဲ့ရှုပ်ထွေးတဲ့ကုတ်စာသား cipher text အဖြစ်ပြောင်းလဲပေးတာဖြစ်ပါတယ်ဒီလိုပြောင်းလဲဖို့အတွက် key လို့ခေါ်တဲ့ lower code နံပါတ်တစ်ခုလိုအပ်ပါတယ်ဥပမာခမရတငယ်ချင်းစီကို lower စာတစ်စောင်ပို့ခြင်းနဲ့ဆိုပါတော့ lower စာမှာမနက်ဖြန်၈နာရီမှာတွေ့မယ်ဟုတ်ပြီဒါကိုဘယ်လိုပို့မလဲဆိုရင်မနက်ဖြန်ဥမာ tomorrow ဆိုတဲ့စကားလုံးကိုကုတ်ဝတ်ဖို့အတွက်ဟုတ်ပြီစကလုံးတိုင်းရဲ့နောက်ကိုနေရာ3နေရာရွှေ့မယ်ဟုတ်ပြီဒီစီးမြင့်ကိုခမရတငယ်ချင်းကလွယ်လို့ဘယ်သူမှမသိဘူး tomorrow ဆိုတဲ့စကားလုံးကိုစလုံးတွေရဲ့နောက်3လုံးမြောက်ကိုဖတ်မယ်ဆိုရင် t ဆိုရင်ဟုတ်ပြီ t ရဲ့နောက်က3လုံးမြောက်က UVW ဆိုရင်ဒါ W က3လုံးမြောက် O ရဲ့နောက်က3လုံးမြောက်က R M ရဲ့နောက်က3လုံးမြောက်က P O ရဲ့နောက်က3လုံးမြောက်က R R ရဲ့နောက်က3လုံးမြောက်က U ဟုတ်ပြီနောက် R တစ်လုံးရဲ့3လုံးမြောက်ကလည်း U ပဲ O ရဲ့နောက်က3လုံးမြောက်က Rပြီးရင် W နောက်ရဲ့W ရဲ့နောက်က3လုံးမြောက်က Z ဒါဆိုရင်ကျွန်တော်တို့ဂျားဖြတ်ဖမ်းလိုက်တဲ့သူကဟုတ်ပြီကျွန်တော်တို့က tomorrow ဆိုတဲ့စကားလုံးကိုပို့လိုက်တဲ့အချိန်မှာဂျားဖြတ်ဖမ်းလိုက်တဲ့သူက WRPRRUUZ ဆိုတဲ့စကားလုံးကိုတွေ့သွားမယ်ဒါဆိုရင်သူနားမလဲတော့ဘူးဟုတ်ပြီတငယ်ချင်းကဒီစာကိုပြန်ဖတ်တဲ့အချိန်မှာသူကရှေ့ကို3လုံးပြန်ရွှေ့ပြီးဖတ်တဲ့အချိန်မှာ tomorrow ဆိုတဲ့စကားလုံးကိုသူနားလဲသွားတယ်ဒါဆိုလို့ရှိရင်တငယ်ချင်းနဲ့ကိုယ့်ရဲ့ကြားမှာ data encryption လုပ်တာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒီ data encryption ဆိုတာကိုကျွန်တော်ဘယ်နေရာတွေမှာသုံးလဲဆိုလို့ရှိရင်လက်တွေ့အသုံးပြုမှုအနေတွေနဲ့ကတော့ internet browser တွေမှာသုံးတယ်ဟုတ်ပြီဘယ်လိုသုံးလဲဆိုလို့ရှိရင်ခင်ဗျားဝင်လိုက်တဲ့ website တိုင်းနဲ့အဲ့ဒီ browser ကြားမှာ data တွေကို flare တာကိုသူကဘာလုပ်ပေးထားလဲဆိုတော့ ပေးထားတာဥပမာလိပ်စာဘာမှာတော့ခတ်အမှတ်သားလေးတွေနဲ့တွေ့နိုင်ပါတယ်ဒါတွေဟုတ်ပြီနောက်တစ်ခုကျွန်တော်က chat application တွေလို့ခေါ်တဲ့ WhatsApp တို့ပြီးရင် Messenger Telegram เนาะစတာတွေပေါ့အဲ့ဒီမှာကျွန်တော် end to end encryption ဆိုတာကိုမြင်မှုကြမှာပါ end to end encryption စနစ်နဲ့เนาะခင်ဗျားတို့ရေးလိုက်တဲ့စာတွေကိုခင်ဗျားတို့နဲ့စကားပြောတဲ့သူကလွဲပြီးဘယ်သူကမှဖတ်လို့မရအောင်လုပ်ပေးထားတာဖြစ်ပါတယ်နောက်တစ်ခုဘဏ် application နဲ့ငွေပေးရှည်တဲ့စနစ်တွေမှာဘယ်လိုသုံးကြလဲဆိုရင်ဥပမာခင်ဗျားတို့ရဲ့ဘဏ် account number ငွေလွှဲတဲ့ data အချက်လက်တွေကိုလုံခြုံအောင်လုပ်ပေးထားတယ်နောက်တစ်ခုကွန်ပျူတာ hard disk တွေမှာဟုတ်ပြီဒါကเนาะကွန်ပျူတာ hard disk တွေမှာတွေ့ရတဲ့ bit locker เนาะပြီးလို့ရှိရင်ကျွန်တော်တို့ file box ဒါမျိုးတွေပေါ့เนาะဟုတ်ပြီအဲ့မှာကျွန်တော်ဘယ်လိုသုံးလဲဆိုလို့ရှိရင်ခင်ဗျားတို့ကျွန်တော်တို့ laptop တွေအခိုးခံရမယ်ဆိုရင်ဘယ်သူမှဒီ file တွေကိုဖွင့်လို့မရအောင် drive တစ်ခုလုံးကိုကျွန်တော်တို့ကဒါဖွက်ထားတဲ့ပုံစံမျိုးပေါ့เนาะနောက်တစ်ခုเนาะvirtual private network လို့ခေါ်တဲ့ကျွန်တော်တို့အများစုအလွယ်သုံးနေကြတဲ့ VPN ဟုတ်ပြီကျွန်တော် internet သုံးတဲ့အချိန်မှာ internet သုံးတဲ့အခါမှာခင်ဗျားတို့ကျွန်တော်တို့ရဲ့ IP တွေနဲ့ဘာတွေကြည့်လဲဆိုတာကိုဒါဖုံးကွယ်ပေးတယ်เนาะဟုတ်ပြီ encryption ရဲ့အဓိကရည်ရွယ်ချက်၃ခုရှိတယ်ကျွန်တော်တို့ကိုယ်တာလုံခြုံရေးပေါ့เนาะ confidentiality ခင်ဗျားတို့ကျွန်တော်တို့ data တွေကိုခွင့်ပြုချက်မရှိသူတွေဖတ်မရအောင်ကာကွယ်ပေးတယ်နောက်တစ်ခုက integrity လို့ခေါ်တဲ့ data ခိုင်မာမှုတွေပေါ့เนาะ data ကိုကျွန်တော်တို့ဂျားကနေပြီးတော့တစုံတစ်ယောက်ကပြောင်းလဲပြစ်လိုက်လို့ရှိရင်လက်ခံတဲ့သူစီမှာเนาะဒီ data ကြီးကပျက်စီးသွားတဲ့အတွက်เนาะတည်သွားမယ်နောက်တစ်ခုကျွန်တော်တို့က authentication ပေါ့เนาะစစ်မှန်ကြောင်းအတည်ပြုတာပေါ့เนาะ data ကိုဘယ်သူစီကနေလာတယ်ဆိုတာကိုအတည်ပြုပေးတာပေါ့ဒါ digital signature အနေနဲ့ပေါ့เนาะဒါဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ encryption ရဲ့အဓိကရည်ရွယ်ချက်၃ခုပေါ့เนาะဒါတွေကိုကျွန်တော်တို့ဘယ်လိုကာကွယ်မလဲဆိုရင်ဟုတ်ပြီ HTTPS ပါတဲ့ website တွေပါသုံးပါဥပမာ HTTPS เนาะနောက်ကမြင်းဆောင်တစ်ခုနဲ့ကျွန်တော်ပါစစ်ပါမပါရင်ခင်ဗျားတို့ကျွန်တော်တို့ရဲ့ data တွေကိုကြားဖြတ်ဖတ်ခံရနိုင်ပါတယ်နောက်တစ်ခု public wifi သုံးလို့ရှိရင် VPN ဖွင့်ပါ coffee sign လေးစိတ် wifi เนาะစတာဒီနေရာတွေမှာကျွန်တော်တို့ data တွေကိုတခြားသူမကြည့်ရအောင်လို့ VPN ကကာကွယ်ပေးပါတယ်ပြီးရင်ကျွန်တော်တို့ စက်ပစ္စည်းတွေကို full disk encryption ဖွင့်တာပါ Windows မှာ BitLocker ပြီးတော့ Mac မှာဆိုရင်ကျွန်တော် MacBook တွေမှာဆိုရင်ကျွန်တော် file box เนาะဖုန်းတွေမှာဆိုရင်ကျွန်တော်တို့ကlock စကားဝက်ခံထားရုံနဲ့အလိုလျောက်ဖွက်သွားပါတယ်နောက်ပြီးအရေးကြီး file တွေကိုကျွန်တော်တို့တိတက်ဖွက်ထားပါเนาะVeraCrypt လို့ free software တွေသုံးပြီးတော့ငွေကြေးဆိုင်ရာစာရွက်စာတမ်းတွေအထောက်အထားတွေကိုတိကျဖွက်ထားပါเนาะဟုတ်ပြီကျွန်တော်တို့အချင်းဆုံးပြောလို့ရှိရင် data encryption ဆိုတာ data တွေကိုလှုပ်ဝက်ကုတ်တော့ကျွန်တော် key နဲ့တော့ခတ်ထားတဲ့တက်တာတစ်လုံးလိုပါပဲတော့မရှိရင်ဘယ်သူမှဖွင့်မရဘူးခင်ဗျာ online ဘဏ်ကစလို့เนาะတယောက်နဲ့တယောက်ပြောထားတဲ့အပြန်အလှန်ပြောထားတဲ့ chat တွေနေပေါ့နော်ဒီ chat စာတွေကအစအားလုံးကိုဒီနည်းပညာကနောက်ွယ်ကနေကာကွယ်ပေးနေပါတယ်ဟုတ်ပြီဒါကတော့ကျွန်တော်တို့က data encryption ရဲ့ဆိုလိုရင်းပဲဖြစ်ပါတယ်